ဇေတဝန်ကျောင်းတော်မှာဟောခဲ့တဲ့တရားသို့တော့လူတွေကိုဟောတာမဟုတ်ဘူးနတ်ကိုဟောတာဘယ်သူကိုဟောတာဒါဖြင့်နတ်ကိုဟောတဲ့တရားကိုဒီနေ့ဘယ်သူနာတပည့်တော်တို့လို့ပြောလေလူတွေမလို့နော်ဘယ်သူတွေနာမှာလဲဒါလည်းပညာရတစ်ခုပဲနော်ယဟန်တန်ကဘုန်းကြီးနဲ့ဘယ်လိုဖြေရမယ်ဘယ်လိုပြောရမယ်ဆိုတာဒါပညာတစ်ခုပဲနော်အဲ့ဒီပညာလည်းရအောင်ယူထားအဲ့တော့တို့တွေအခုမြတ်စွာဘုရားဟောတဲ့တရားကိုဘယ်သူနာရမလဲပိဋကတ်၃ပုံမှာပိဋကတ်၃ပုံလို့ပြောတာကမြတ်စွာဘုရားတရားတော်တွေကိုတို့တွေမြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံပြီးတဲ့နောက်နော်တန်ဃာတွေကစုဝေးပြီးတော့သင်္ကာယနာဆိုတော့သင်္ကာဆိုတာစုဝေးပြီးတော့ဘုရားတရားတော်တွေဘယ်နေရာမှာတပည့်တော်တော့ဘယ်တရားလေးဟောတာကြားခဲ့တယ်ဘယ်နေရာမှာဘယ်လိုဟောတာကြားခဲ့တယ်ဘယ်ဝိနည်းကိုဘယ်မှာပြညတ်တာကြားခဲ့တယ်ဆိုပြန်လဲစုဝေးပြီးတော့တရားတွေကိုစုပေါင်းပြီးတော့တခါတည်းပြန်တန့်ဒါကဝိနည်းဒါကအဘိဓမ္မာဒါကသီလဒါသမာဓိဒါပညာတန့်ပြီးတော့မှသီးတန့်အတူတပြိုင်တည်းမမေ့အောင်ရွတ်ဆိုအဲ့ဒါကိုသံဃာယနာတင်တယ်လို့သင်္ကာယနာလို့ခေါ်တယ်စုဝေးရွတ်ဆိုတာနော်ရွတ်ဆိုပြီးတော့မှတ်တမ်းတင်ထားခဲ့တာ record လုပ်ထားခဲ့တာအရင်တုန်းကနော်နှစ်ပေါင်း1000ကျော်အထိစာပေနဲ့မှတ်တမ်းတင်တာမဟုတ်ဘူးနှုတ်တိုက်ဆောင်လာခဲ့တာအခုတမ်းမှာပေထက်အခရာတင်လာပြီးတော့စာပေဖြစ်သွားတယ်အဲ့ဒီစာအုပ်တွေကဦးဇင်းတို့လက်ထက်ကြတော့စာအုပ်တွေကပြန်ကြည့်ရတယ်အဲ့ပိဋကတ်၃ပုံတွေကနော်တုတ်တံအဘိပိဋကတ်ထဲမှာလာတယ်သဂါထဝက်ကတန်ယုတ်ပါဠိတော်ဆိုတော့သဂါထဆိုတာနတ်သားတွေကနေမြတ်စွာဘုရားကိုမေးလျှောက်တဲ့ဂါထာတွေကိုစုဝေးထားတဲ့တရားတွေကိုစုထားတဲ့တရားတွေတဲကဒုတိယတုတ်တံလို့အမည်ရနော်အဲ့ဒီတရားလေးနဲ့ဒီနေ့တို့တွေနှလုံးသွင်းကြမယ်အဲ့ဒီမှာနတ်သားဓမ္မကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုညသကောင်ရံအချိန်မှာဒီခွက်ကလေးတွေခြားထားတာအကြောင်းပဲမဟုတ်ဘူးနော်ဒီ sample လေးတွေကိုကြည့်ပြီးတော့ဒါဘာကိုပြောတာလဲဆိုတာမှတ်မိအောင်လို့အဲ့တော့နတ်သားတစ်ပါးကမြတ်စွာဘုရားကိုညမှာလာလျှောက်တယ်ပထမမေးခွန်းကကိဉ္တုဒုတိယပုရိသတ္တဟောတိတဲ့ဒါပထမမေးခွန်းဒုတိယမေးခွန်းကကိဉ္တုစေနံပတ္တာတတိတဲ့ဒုတိယမေးခွန်းတတိယမေးခွန်းကကိတ္တစာဘိရတောမစ္ဇောသဗ္ဗဒုက္ခပမုစ္စတိတိမေးခွန်း၃ခုမေးတယ်မေးခွန်းဘယ်နှခုလဲဘာမေးသွားလဲမင်းတို့လည်းမသိဘူးငါလည်းမသိဘူးနော်မသိပဲဘုန်းကြီးကဘာလို့ရွတ်တယ်လဲဆိုတော့ကကြက်ထားတယ်ကွာနော်အဲ့ဒီစကားတို့စကားမှမဟုတ်ပဲပါဠိစကားဟိုးတစ်ချိန်တုန်းက universal language နော် international language လို့မထင်လိုက်နဲ့နော်ကမ္ဘာလေးတင်သုံးတာမဟုတ် universal စัจ java လာကြီးတစ်ခုလုံးသုံးတဲ့ဘာသာစကားတစ်ခုဒါပေမဲ့တို့မတတ်တော့ဘူးနော်အဲ့တော့အဲ့ဒီပါဠိမဂဓစကားလို့ခေါ်တယ်အဲ့ဒီစကားကအခုကျတော့ဘုံဘုံတို့သားတို့သမီးတို့အတွက် mother language မဟုတ်တော့နော်တို့အတွက် mother language ကဘာလဲဗမာစကားပေါ့နော်ဗမာစာပေပေါ့ Burmese နော်အဲ့ဒီကိုနားလေတဲ့ဘာသာစကားနဲ့မဟုတ်ရင်ကိုသိပါမလားမသိဘူးအေးဒါကိုခုနမေးလိုက်တဲ့မေးခွန်းကိုဗမာလိုဘယ်လိုခေါ်လဲလို့ဘုံဘုံကလေ့လာထားပြီးပြီအဲ့ဒီလေ့လာထားပြီးတာကိုသားတို့သမီးတို့အခုပြန်ပြောမယ်သို့တော့ဗမာလိုချက်ချင်းပြောလိုက်ပါလားခင်ဗျာဘာလို့ဘုန်းကြီးကပါဠိလိုရွတ်နေတာလဲလို့မေးရင်သက်သေပြုတာ proof နော်ဒါမြတ်စွာဘုရားလက်ထက်ကပြောခဲ့တဲ့စကားပါလို့သက်သေပြုတာအားလုံးသိပြီနော်သိတော့တို့နားလေတဲ့စကားကိုသွားရအောင်ပထမမေးခွန်းကကိဉ္တုဒုတိယပုရိသတ္တဟောတိကိဉ္တုအဘယ်အရာသည်ပုရိသတ္တပုဂ္ဂိုလ်တ attva တို့အတွက်ဒုတိယအဖော်မွန်ဖြစ်တယ်လေကဲလောကမှာအဖော်ရှိတာနဲ့မရှိတာဘယ်အကောင်း
ဟောဒါမင်းတို့ရှာနေကြတာပေါ့ဟမ်ဘာတော့အဖော်ဆိုတာတောင်တွေးမြောက်တွေးမတွေးနဲ့နော်နော်ကိုယ့်အတွက်ထာဝရလက်တွဲပေါ့တိုင်ပင်ပေါ်တိုင်ပင်ပဲနော်ပြဿနာတွေကြုံလာရင်ဆင်းရဲဒုက္ခတွေကြုံလာရင်လက်တွဲပြီးဖြေရှင်းမဲ့အဖော်မွန်ဟုတ်ကဲ့လားကိုယ့်အတွက်ထာဝရလက်တွဲပေါ်ရှိတာနဲ့မရှိတာဘယ်အကောင်းရှိပါပါမင်းတို့အတွက်အကောင်းဆုံးအဖော်မွန်ကဘာလို့လဲတဲ့ဟိုနောက်ကိုလက်ညှိုးမထိုးနဲ့တော့ဟိုရှိရဟာတွေလည်းကဲအဖော်ရှိကြလားပြဿနာပဲဘယ်လိုလုပ်ကြမလဲโอเคပထမမေးခွန်းမှတ်ထားလိုက်ပါဗါတယ်လေပထမမေးခွန်းကဗါတယ်လေခဏတရားနာနီးပါသင်ပေးလိုက်နော်အခုစာထဲမှာတော့ကွာပုဂ္ဂိုလ်တ attva တို့ရဲ့အဖော်မွန်ဟာဘာလဲဟုတ်ကဲ့လားပုဂ္ဂိုလ်တ attva ဆိုတာတရားနာနေတာဘာလို့လဲတပည့်တော်တို့ပုဂ္ဂိုလ်တ attva တွေဘယ်လိုနော်ဘယ်သူတွေတော့အဲ့ဒီပုဂ္ဂိုလ်တ attva ထဲမှာတပည့်တော်တို့မပါဘူးလားပါရင်ဒီမိကွန်းဟာတို့ဘယ်လိုမှတ်မလဲတပည့်တော်တို့အတွေ့ထာဝရအဖော်မွန်ဟာဘာလဲလို့မေးတာပါဖယားနောက်ကိုတို့လို့မှတ်တာနော်တရားနာနိတာတရားနာတယ်ဆိုတာဟိုကပုဂ္ဂိုလ်တ attva လို့မေးလိုက်တာကိုကပုဂ္ဂိုလ်တ attva တွေမှာမပါဘူးလားပါနေရင်ကိုယ်အတွက်လို့ခံယူပြီးနာမှဒီတရားကိုယ်အတွက်တရားဖြစ်မှာပေါ့မဟုတ်ရင်သားတို့ကခုစာဖတ်သလိုဩ तू ကဒီလိုမေးတယ်တဲ့ဟိုလူကဒီလိုဖြေတယ်ကိုယ်ထဲမရောက်ဘူးဟမ်အဲ့ဒါဆိုတရားနာရရောက်အောင်မလားမရောက်ပါဘူးကိုမလို့စာသင်နေတဲ့နေရာလဲဒီတိုင်းပဲဘာနဲ့ပေါင်းရင်ဘယ်လိုဖြစ်တဲ့ဘယ်လိုဖြစ်တဲ့ဆိုရင်အဲ့ဒါစာမတတ်ဘူးဩဘာနဲ့ပေါင်းတာဘယ်လိုကိုယ်တိုင်သိရမယ်ကိုယ်တိုင်နားလည်ရမယ်ကိုယ်တိုင်လက်ခံထားဒီပညာကိုယ်ပိုင်ပညာဖြစ်အောင်လုပ်ရမယ်ဟုတ်ပြီနော်ကဲအခုတရားနာနည်းပြောလိုက်ပြီနံပါတ်1မေးခွန်းကပါတယ်လေမစိုးတစ်ချက်မှတ်သွားနော်ကြက်တူရွေးစာအန်တို့တော့မလုပ်နဲ့နော်အဲ့ဒါဘုံဘုံကဒါပညာပေးနေတာဒီတိုင်းသွားမှရမှာဘုံဘုံကိုဟိုတက္ကသိုလ်နော်အိန္ဒိယတက္ကသိုလ်တို့အင်္ဂလန်တက္ကသိုလ်တို့အစရှိတဲ့တက္ကသိုလ်တွေမှာသွားနေပြီးတော့မဟာဘွဲတို့ PhD ဘွဲတို့ယူနေတဲ့ဆရာတော်တန်ဃာတော်တွေကဘုံဘုံကိုလာမေးဘူးလေမင်းတရားတွေကိုဘယ်လိုလေ့လာလဲဆရာတော်တပါးငါ thesis လုပ်တာတဲ့ငါအဲ့ဒီတုတ်တစ်ခုကို thesis လုပ်တာ3ခါကြာတယ်ဆရာအောင်မပေးဘူးတဲ့မင်းဟောတဲ့တရားကိုပြန်နားထောင်ပြီးငါပြန်ရေးတာအခုကအိုက်ပွဲရပြီနော်အဲ့မင်းဘာဘွဲမှလည်းမရဘူးတဲ့ဟုတ်တယ်သူမင်္ဂလာဘာဘွဲမှမရဘူးမန္တလေးတက္ကသိုလ်က chemistry ဘွဲတစ်ခုပဲယူထားတယ်နော် BSc chemistry ဆိုတဲ့ဘွဲလေးတစ်ခုပဲယူထားတယ်အဲ့ဒါတော့အမေယူခိုင်းလို့ယူတာနော်ကိုယူခြင်းလို့ယူတာတော့မဟုတ်ဘူးနော်ကိုဖြစ်ချင်တာအဲ့ဒီ BSc chemistry ရချင်တာမဟုတ်ဘူး chemist တယောက်ဖြစ်ချင်တာအဲ့တော့ထားအဲ့ဒီမှာဘုံဘုံကပြောလိုက်တယ်အရှင်ဘုရားတို့ကအဲ့ဒီစာပေတွေကိုဘာအတွက်လေ့လာတာလဲဟာတပည့်တော်တို့က MA ပြီးအောင်လို့လေ MA ရဖို့လေ့လာတာဟုတ်ကဲ့လားကိုမင်းတို့ကလည်းဒီမှာ BSc ဆိုတော့နော် BA BSc ရဖို့ကြောင်းတက်နေကြတာဟုတ်ကဲ့လားအေးအဲ့ဒါဆိုမင်းတို့ငါးပါးမောက်တော့နော်အဲ့တော့အဲ့ဒီမှာရှင်ဖျားတို့က MA ဘွဲရဖို့အဲ့ဒီစာကိုလေ့လာတာတပည့်တော်ကအဲ့ဒီစာတွေကပညာလိုချင်လို့လေ့လာတာအဖြေနှစ်ခုကွာသွားပြီရှင်းလားရှင်းပါဗျာဘုံ